အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေအခုရှင်းပြပေးမယ့်ဗီဒီယိုလေးကတော့ဝေယံထွန်းတာမင်နယ် software 5.0 5.1 မှာကျွန်တော်ဒီ media tab ပေါ့ TVMP 5.10i PB805 ဆိုတဲ့ပုံလေးပေါ့နော် smart ပုံလေးအဲ့ဒီပုံလေးကိုကျွန်တော်တို့ကလူကိုရက်နေတဲ့ပုံလေးကိုဘယ်လိုမျိုး recovery ရနေပြီးတော့ ferry depot ချမလဲဆိုတာကိုဘယ်လို recovery ဝင်မလဲဆိုတာကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မှာကျွန်တော်ဒီမှာ command board လေးကိုရေးပါမယ် command board 7ဖြစ်တဲ့ကြောင့်ကျွန်တော် command board 7ကိုရေးလိုက်ပါပြီကျွန်တော်ကတော့ RD809H နဲ့ကျွန်တော်လုပ်ထားတာဖြစ်ပါတယ်ဆရာတို့မှာရှိတဲ့ CP2102 C341A စသည့်အတိုးလေးတွေနဲ့လည်းအဆင်ပြေအောင်လုပ်လို့ရပါတယ်အဲ့တော့ကျွန်တော် command board 7ကိုရွေးပြီးတော့ contact လုပ်လိုက်ပါပြီလုပ်ပြီးရင်ကျွန်တော်ဒီအောက်မှာပါဠိမှာ amstar readat media tab ddb media tab ဆိုပြီးတော့ကျွန်တော်အောက်မှာပေါ့နော် ak1 key လေးနဲ့အဲ့ဒါလေးကိုကျွန်တော်ရွေးလိုက်ပါပြီရွေးပြီးလို့ရှိရင်ကျွန်တော်က ak1 ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် ak1 ကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီး yes လို့နှိပ်လိုက်ပါမယ်ပြီးတော့ကျွန်တော်မိကလုတ်ဖွင့်ပါမယ်နော်မိကလုတ်ဖွင့်လိုက်ရင်ကျွန်တော်တို့ဒီလိုစာသားတွေဆင်းလာလိမ့်မယ်ဆင်းလာပြီးခဏဆောင်ပေးပါအဲ့ဒီမှာဒီလို CPU ဒီလို name လေးပေါ်ပြီးဆိုလို့ရှိရင် console ဝင်သွားပါပြီဒါလေးကို stop တစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ဒါရပ်သွားပြီပေါ့နော်ကျွန်တော်တို့က HCFB hair ပေါ့အဲ့ဒါလေးကိုတစ်ချက်နှိပ်ကြည့်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီစာတွေဆင်းလာပြီပေါ့နော်ဒါနာဂီတာပေါ့နာဂီတာ smart board လေးကို recovery ဘယ်လိုချမလဲဆိုတော့ကျွန်တော်ရှင်းပြပေးသွားမှာပါအဲ့တော့ကျွန်တော် recovery 1ဆိုတာလေးကိုတွေ့ပါလိမ့်မယ်အဲ့တော့ recovery 1ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ရုံပါပဲเนาะနှိပ်ပေးလိုက်လို့ရှိရင်ဒီဆက်ပြားလေးကတူတူပိတ်သွားမယ်ဒီပြားတူတူပိတ်သွားမယ်ပိတ်သွားပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာ recovery ဝင်ရအောင်တွေ့ရပါလိမ့်မယ် recovery ဝင်နေပါပြီအဲ့ဒီကနေပြီးတော့ remote လေးနဲ့ ferry depot ချပြီးတော့လုပ်လို့ရပါပြီเนาะအဲ့တော့ဒီ ferry depot ကိုချပြီးတော့ဒါဒီ amstar ပုံမှာခုနကဗီဒီယိုမှာရှင်းပြပေးသွားပါပြီဒါကတော့ media tab CPU မှာ recovery ဘယ်လိုဝင်လဲဆိုတာကိုကျွန်တော်ရှင်းပြပေးသွားတာပဲဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်